ဒီအရေးတွေထွက်များတဲ့အတွက်ကြောင့်မို့လိင်ဆက်ဆံရတာမနစ်သက်ကြတာတွေရှိတယ်အမျိုးသားအများစုကတော့ဒီအရေးထွက်တာကိုပို့ပြီးတော့နှစ်သက်ကြတယ်တချို့မျိုးသားတွေကတော့ဒီလိုအရေးထွက်တဲ့အတွက်ကြောင့်မို့လိင်ဆက်ဆံမှုအတွက်သူတို့တိတ်မကြိုက်တဲ့အပိုင်းတွေရှိတယ်အထူးသဖြင့်တချို့ကဆိုလို့ရှိရင်ဒီပါဇက်နဲ့လိင်ဆက်ဆံမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအရေးတွေထွက်တဲ့အတွက်ကြောင့်မို့ပါဇက်နဲ့လိင်ဆက်ဆံမှုအတွက်သူတို့မနစ်သက်တဲ့အပိုင်းတွေရှိတယ်ဒီလိုအရေးထွက်များတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့လိင်ဆက်ဆံပေါ်အမျိုးသမီးကိုပါဇက်နဲ့မလုပ်ပေးချင်တာပါဇက်နဲ့မဆက်ဆံပေးချင်တာကအကယ်၍အမျိုးသမီးကဒီလိုသူ့ရဲ့အမျိုးသမီးအင်္ဂါကိုပါဇက်နဲ့မဆက်ဆံပေးလဲဘာမှမဖြစ်ဘူးသူ့အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဒီကိစ္စကဘာမှမဖြစ်ဘူးအကယ်၍ကိုယ့်ရဲ့လိင်ဆက်ဆံပေါ်အမျိုးသမီးကအမျိုးသားကသူ့ကိုပါဇက်နဲ့လိင်ဆက်ဆံပေးမှပဲနှစ်သက်တဲ့သူဖြစ်မယ်ဆိုလို့ရှိရင်တော့ဒါကပြဿနာနည်းနည်းဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အမျိုးသားကလည်းပဲအရေးထွက်တဲ့အတွက်ကြောင့်မို့ပါဇက်နဲ့မဆက်ဆံပေးခြင်းကိုအမျိုးသမီးကလည်းပဲပါဇက်နဲ့ဆက်ဆံတာကိုနှစ်သက်တယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးသူ့ရဲ့မနှစ်သက်မှုနဲ့ကိုယ့်ရဲ့နှစ်သက်မှုကကွာခြားနေမယ်ဆိုလို့ရှိရင်တော့အဲ့ရပေါ်မှာအပြန်အလှန်ကျဉ်းနှံ့မှုတွေမပေးနိုင်တော့တဲ့အပိုင်းတွေရှိတယ်။အရင်ကဗီဒီယိုတွေထဲမှာလည်းအမြဲပြောနေကြကတော့အဲ့ရပေါ်မှာနှစ်ဦးနှစ်ဖက်စလုံးကျဉ်းနှံ့မှုကအရေးကြီးတဲ့အတွက်ကြောင့်မို့နှစ်ဦးနှစ်ဖက်အပြန်အလှန်ပြုစုပေးနားလည်ပေးမှပဲကျဉ်းနှံ့မှုတွေရရှိမှပဲအိမ်ထောင်ရေးမှာချစ်သူရည်စားဘဝတွေမှာပို့ပြီးတော့တာယာမှုကိုပေးစေပါတယ်။ဒီအဲ့ရပေါ်ကကိစ္စဒီကာမကိစ္စကတူဦးနဲ့တူဦးအပြန်အလှန်ကျဉ်းနှံ့မှုမပေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအဆင်မပြေမှုတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မို့လို့အဲ့ရပေါ်မှာတူဦးနဲ့တူဦးကျဉ်းနှံ့မှုပေးဖို့ကလည်းပဲအရင်ကိုအရေးကြီးပါတယ်။ခုနကကိစ္စကိုပြန်ဆက်မယ်ဆိုလို့ရှိရင်တချို့မျိုးသမီးတွေကအမျိုးသမီးအင်္ဂါကိုပါဇက်နဲ့ဆက်ဆံပေးမှာပဲသူတို့တွေကပြင်းရောက်နိုင်တဲ့အပိုင်းတွေရှိကြတယ်။အကယ်၍အမျိုးသားဘက်ကဒါကိုညှင်းဆက်မယ်ဆိုလို့ရှိရင်အမျိုးသမီးကမပြင်းမြောက်ဘူးဆိုလို့ရှိရင်အဲ့ရပေါ်မှာဆက်ပြီးတော့တာယာမှာမဟုတ်တော့ဘူး။ဒီလိုမျိုးပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကောင်းကတော့ကိုယ့်ရဲ့လိင်ဆက်ဆံပုံနဲ့အရင်ဆုံးဆွေးနွေးပါကိုယ့်ရဲ့လိင်ဆက်ဆံပုံအမျိုးသားကဘာကြောင့်ကိုယ့်ရဲ့အမျိုးသမီးအင်္ဂါကိုပါဇက်နဲ့မဆက်ဆံပေးချင်တာလဲအရေးထွက်များတဲ့အတွက်ကြောင့်မဆက်ဆံပေးချင်တာလားဒါမှမဟုတ်လို့ရှိရင်သူ့ဘာသာသူမဆက်ဆံပေးချင်တာလားဒါကိုအပြန်အလှန်ဆွေးနွေးကြည့်ပါအကယ်၍သူကအရေးထွက်များတဲ့အတွက်ကြောင့်မို့ပါဇက်နဲ့ဆက်ဆံရတာမနှစ်သက်ဘူးလို့ပြောလာမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကလည်းသူ့ကိုနှစ်ဦးနှစ်ဖက်အပြန်အလှန်ကျဉ်းနှံ့မှုရအောင်ကိုသူ့ကိုပြောနိုင်တာကတော့ကိုယ့်ရဲ့အမျိုးသမီးအင်္ဂါအပေါက်ထဲမှာရှာထည့်တာတွေအပေါက်ဝမှာပါဇက်နဲ့ဆက်ဆံပေးတာကိုမပြုလုပ်ပေးချင်ဘူးဆိုလို့ရှိရင်မပြုလုပ်ပါနဲ့ဒါပေမဲ့အမျိုးသမီးအင်္ဂါအစိတ်မှာတွားပြီးတော့ပါဇက်နဲ့ဆက်ဆံပေးလို့ရှိရင်ကိုယ့်အတွက်ကျေနပ်နိုင်ပါတယ်ဆိုတော့ပြန်လည်ညှိနှိုင်းပြီးတော့ဆွေးနွေးကြည့်ရှိပါဘာကြောင့်လဲဆိုလို့ရှိရင်အမျိုးသမီးအင်္ဂါအပေါဝလမ်းကြောင်းမှာအရေးတွေကထွက်တဲ့အတွက်ကြောင့်မို့အဲ့ဒီအပေါဝကိုပါဇက်နဲ့ဆက်ဆံရတာကတော့အဆင်မပြေမှုတွေဖြစ်တတ်တယ်ဒါပေမဲ့အမျိုးသမီးအင်္ဂါအစိတ်မှာဆိုလို့ရှိရင်အရေးတွေကပုံမှန်အားဖြင့်တော့မများတဲ့အတွက်ကြောင့်မို့အမျိုးသမီးအင်္ဂါအစိတ်မှာပါဇက်နဲ့ဆက်ဆံပေးမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်လည်းတာယာမှုကိုဖြစ်စေတယ်ဒီအစိတ်ကိုလှုပ်ဆော်ပေးတာကအမျိုးသမီးအများစုအတွက်ပို့ပြီးတော့အထွတ်အထိပ်ကိုရောက်စေတယ်အမျိုးသမီးအင်္ဂါအစိတ်ကအာယုံကြောခန်းစားမှုအပေးနိုင်ဆုံးနေရာဖြစ်တဲ့အတွက်ကြောင့်မို့အစိတ်ကိုလှုပ်ဆော်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်အထွတ်ထိပ်ရောက်ဖို့အကူအညီပေးတဲ့နေရာတစ်ခုလည်းဖြစ်တယ်ဒါကြောင့်မို့လို့အမျိုးသားတွေအနေနဲ့ဒီအမျိုးသမီးအင်္ဂါပါဝါမှာမဆက်ဆံပေးခြင်းလို့ရှိနေပါစေအမျိုးသမီးအင်္ဂါအစိတ်မှာတော့တွားပြီးတော့ဆက်ဆံပေးမယ်ဆိုလို့ရှိရင်ဘလောက်တိုင်းတာထိလက်ခံနိုင်မလဲဘလောက်တိုင်းတာထိပေးနိုင်မလဲဆိုပြီးတော့အပြန်အလှန်ညှိနှိုင်းမယ်ဆိုလို့ရှိရင်လည်းပဲဒီကိစ္စကိုဒီလိုမျိုးနည်းနဲ့လည်းဖြေရှင်းလို့နိုင်တယ်